ဒါကတော့အမေရိကန်နိုင်ငံရဲ့တခြားကမ္ဘာတစ်ခုမှာအာဏာရှင်စနစ်အောက်ရောက်နေတဲ့အမှောင်ခေတ်အကြောင်းဇလန်တပုတ်ပါ The Major လို့ခေါ်တဲ့ခေါင်းဆောင်တစ်ယောက်ကတိုင်းပြည်ကိုချုပ်ကင်ထားပြီး The Long War လို့ခေါ်တဲ့တေမင်းတမန်လမ်းလျှောက်ပြိုင်ပွဲတစ်ခုကိုဖန်တီးခဲ့ပါတယ်။ဒီပြိုင်ပွဲမှာအနိုင်ရတဲ့သူဟာနာမည်ကျော်ကြားမှုချမ်းသာကြွယ်ဝမှုအပြင်သူလိုချင်တဲ့ဆန္ဒတစ်ခုကိုတောင်းဆိုခွင့်ရမှာပါ။ဒါကြောင့်ပဲဆင်းရဲတွင်းကလွတ်ချင်ကြတဲ့လူငယ်ပေါင်းများစွာဟာဒီပြိုင်ပွဲတဲကိုကိုယ့်သဘောနဲ့ကိုတိုးဝင်လာခဲ့ကြတာပေါ့။ကန်ဆန်းမဲပေါက်တဲ့လူငယ်90ထဲမှာမိန်းပြည်နယ်ကရေလဲတယောက်ပါဝင်ပါသူ့အမေဖြစ်သူကစိတ်ပူပြီးတားပေမဲ့ရေကတော့ဆုံးဖြတ်ချက်ကိုမပြင်ခဲ့ပါဘူးပြိုင်ပွဲစမဲ့နေရာကိုရောက်တော့ရေတယောက်အဖော်ပေါင်းအစ်တွေနဲ့ဆုံခဲ့ပါတယ်အားလုံးကဖော်ဖော်ရီရှိကြပြီးဖေးလို့ခေါ်တဲ့ကောင်လေးနဲ့လည်းခင်မင်သွားခဲ့တယ်ခဏအကြာမှာတော့အာနာရှင်သမဲကျော်ရောက်လာပြီးမင်းတို့ခုကစပြီးယောက်ျားဖြစ်ပြီးလို့ကြွေးကြော်ရင်းပြိုင်ပွဲရဲ့စီကံတွေကိုပြောပြပါတယ်စီကံကတော့ရိုးရှင်းပေမဲ့ရက်ဆက်လွန်းတယ်တနာရီကို4မိုင်နှုန်း3ဖုံးမပြတ်လျှောက်ရမယ်။အရှိန်လျှော့ရင်သတိပေးချက် warning ရမယ်။3ကြိမ်မြောက်သတိပေးချက်ရပြီး10စက္ကန့်အတွင်းအရှိန်ပြန်မတင်နိုင်ရင်အသေးပြစ်တက်ခံရမယ်။ပန်းနိုင်မရှိဘူးနောက်ဆုံးတစ်ယောက်ပဲကြံတဲ့အထိလျှောက်ရမှာ။စစ်ကားတွေနောက်ကလိုက်လာပြီးလမ်းလျှောက်ခြင်းစတင်ခဲ့ပါတယ်ပထမတော့အားလုံးကပျော်ပပစကားပြောရင်းရှောက်နေကြပေမဲ့ပထမဆုံးတနက်တန်ထွက်ပေါ်လာချိန်မှာတော့အားလုံးရဲ့ကဘာဟာပြောင်းလဲသွားခဲ့တယ်ခြေထောက်ကျွတ်တက်လို့လဲကျသွားတဲ့ခရိုီကိုစစ်သားတွေကခေါင်းကိုတက်တက်ပစ်တက်လိုက်တာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဒါဟာကစားပွဲမဟုတ်ပဲတက်ကွင်းဆိုတာသိလိုက်ကြရပါတယ်မိုင်ပေါင်းများစွာကိုနေရောညပါဖြတ်တန်းရင်းတယောက်ပြီးတယောက်တနက်တန်ရာနဲ့လဲကျကြံရစ်ခဲ့တဲ့တချို့ကဝိုင်းလျှော့လို့တချို့ကတက်လို့တချို့ကတော့စိတ်တက်ကြလို့တေမင်းနဲ့ရင်ဆိုင်ခဲ့ကြရတယ်ရဲကတော့သူ့တငယ်ချင်းဖေရရဲ့အကူအညီနဲ့အသက်လူပြီးဆက်လျှောက်ခဲ့ရပါတယ်